ဝိညာဉ်ယူတွေဟာတော့ဝိညာဉ်တာရဲတွေတည်သွားတဲ့အခါထွက်လာတတ်ပြီးကျင့်ကြံတတ်တဲ့နှုတွေရင်တော့ထွက်လေးမရှိပါဘူး။နောက်ပြီးဝိညာဉ်ယူဟာတာရဲကတည်ခန့်ပြီးအမုန်းတရားအရန်ကြီးမားသွားရမယ်ဖြစ်ဖြစ်စိတ်အလွန်ကြီးနဲ့စွာနဲ့တည်သွားရင်ဖြစ်ဖြစ်ဝိညာဉ်ယူထွက်တတ်ပါတယ်။ကျင့်ကြံတတ်တဲ့10နှစ်အောက်တာရဲတွေကတော့ဝိညာဉ်ယူထွက်ဖို့မဖြစ်နိုင်တဲ့လောက်ပါပဲ။ကျင့်ကြံတတ်တဲ့100တာရဲတွေကတော့ရှိနိုင်ပေမဲ့အင်မတန်ရှားပါတယ်။ကျင့်ကြံတတ်တဲ့ထောင်ရှိတောင်းရှိတာရဲတွေကတော့များနိုင်ပြီးတိန်းရှိတာရဲတွေကတော့တေချာပေါဝိညာဉ်ယူထွက်ပါတယ်။စဉ်းစားကြည့်ပါနှစ်တိန်းရှိကျင့်ကြံတတ်တဲ့ရှိမဲ့တာရဲမျိုးကသူ့အသက်ခံရမယ်ဆိုကျေနပ်မှာမဟုတ်ပါဘူး။နောက်တနည်းကြတော့လဲစတေးပြီးကြည်ကြည်နက်နက်ပေးလေးရှိတာမို့ဝိညာဉ်ယူကထွက်ကိုထွက်ပါတယ်။တချို့တော့ဝိညာဉ်တာရဲတွေကတော့မထွက်တာလည်းရှိနိုင်ပါတယ်။ဥပမာဂွီးချမ်းမုံလိုရေခဲပိုးကောင်မျိုးပါ။နှစ်တန်းရှိတာတော့ဝိညာဉ်ယူမထွက်ပါဘူး။နှစ်သိန်းအောက်တာရဲတွေကတော့ဝိညာဉ်ယူထွက်ရင်စွမ်းရည်တစ်မျိုးပဲရှိတတ်ပါတယ်။နှစ်သိန်းနဲ့အထက်တွေကတော့ဝိညာဉ်ယူစွမ်းရည်နှစ်ခုရှိတာပါ။ရေဘူးရအားဖြစ်တော့တာရဲတွေဟာအကုန်ခြုံပြီးစွမ်းအားကြီးတဲ့တာရဲမျိုးဆိုရင်ညွန့်ယိုစိတ်ဝိညာဉ်စွမ်းအားကောင်းတဲ့တာရဲတွေကဥကောင်းယိုခွန်အားကြီးတဲ့တာရဲတွေကလက်မောင်ယိုအရှိန်ကောင်းတဲ့တာရဲတွေကရှေ့ရောက်ယိုစသည်ဖြစ်ထွက်ပါတယ်။တချို့ထူခြားတဲ့တာရဲတွေကတော့ပြင်ပယူထွက်တတ်ပါတယ်။ဝိညာဉ်မာစတာတယောက်ဟာအခြေခံအားဖြင့်ဝိညာဉ်ယူ6ခုရရှိနိုင်ပါတယ်။6ခုစလုံးကိုရရှိနိုင်ခဲ့ရင်ဝိညာဉ်ယူ6ဝိတ္တစာကိုရရှိတာနဲ့တူပြီးမြင့်မာတဲ့စွမ်းအားကိုရရှိနိုင်ပါတယ်။ဝိညာဉ်မာစတာအတွက်အရေးအပဆုံးအယူကရင်းညွန့်ယူဖြစ်ပါတယ်။သူကခန္ဓာရဲ့အလယ်မှာရှိပြီးကျန်တဲ့ဝိညာဉ်ယူ5ခုနဲ့ချိတ်ဆက်ရာဗဟိုဝိညာဉ်ယူဖြစ်နေတာမို့ပါ။ဒုတိယအရေးအပဆုံးကတော့ဥကောင်းယူဖြစ်ပြီးကျန်တဲ့အစင်လိုက်အရေးပါပုံကတော့ဘယ်ဖက်လက်မောင်ရိုညာဖက်လက်မောင်ရိုဘယ်ဖက်ခြေထောက်ရိုညာဖက်ခြေထောက်ရိုစသည်ဖြစ်သွားပါတယ်ဝိညာဉ်ရိုတွေဟာဝိညာဉ်မာစတာနဲ့ပေါင်းဆက်ပြီးသွားရင်ဝိညာဉ်မာစတာတည်ဆုံးသွားရင်တို့မဟုတ်ဝိညာဉ်ရိုရှိတဲ့ကိုယ်အစိတ်ပိုင်းကိုဖျက်ထုတ်ပြမှတာဝိညာဉ်ရိုပြန်ထွက်လာနိုင်ပါတယ်ဝိညာဉ်ကွင်းနဲ့မတူတာကဝိညာဉ်ကွင်းတွေဟာဝိညာဉ်မာစတာတည်ဆုံးသွားရင်ပျောက်ကွယ်သွားနိုင်ပေမဲ့ဝိညာဉ်ရိုကတော့မပြောက်ကွယ်ပါဘူးဝိညာဉ်ရိုတွေထဲမှာပြင်ပဝိညာဉ်ရိုတွေကစင့်ကဲပြောင်းလဲနိုင်ဖို့အခွင့်အလမ်းအများဆုံးဖြစ်ပါတယ်အစောကတည်းကပြင်ပဝိညာဉ်ရိုကိုရရှိထားရင်ဝိညာဉ်မာစတာကျင့်ကြံစင်မြင့်လာတာနဲ့ဝိညာဉ်ရိုကပါလိုက်ပြီးစင့်ကဲပြောင်းလဲနိုင်ပါတယ်ဥပမာထန်ဆန်းရဲ့ပြင်ပဝိညာဉ်ရိုဖြစ်တဲ့ပင်ကူရိုရှစ်ချောင်းဟာစားရကလေးကနက်ဖျားဖြစ်တဲ့အချိန်ထိအသေးစားအကြီးစားစင့်ကဲပြောင်းလဲမှုတွေကိုအကုန်တွက်ရင်ရှစ်ကြိမ်တီးစင့်ကဲပြောင်းလဲခဲ့တာပါနက်ဖျားဖြစ်ပြီးထပ်ဆင့်ကဲပြောင်းလဲတာကအစင်းမြင့်နက်ဖျားလက်နဲ့ဖြစ်လာတဲ့အထိပါပဲဟောယူဟောက်ဆိုလဲသူရဲ့ပြင်ပဝိညာဉ်ရိုဖြစ်တဲ့ရွှေညိုရောင်ဝဝလက်တဲဟာစင့်ကဲမပြောင်းလဲပေမဲ့ကျဉ်းကြံစင်မြင့်လာတာနဲ့များလက်တဲကပိုရှည်ပြီးပိုထက်လာပါတယ်ဟောယူဟောက်မှာနောက်ထပ်ပြင်ပရိုရှိပါလေအောင်မယ်မဟာသားရဲ့အစင်းနဲ့နတ်ဆိုမျက်လုံးအာနာရှင်ဧကရီရဲ့မျက်စံဝိညာဉ်ရိုဖြစ်ပါတယ်အင်မတန်ထူးခြားတဲ့ဝိညာဉ်ရိုဖြစ်တာမို့တတိယမျက်လုံးရှိတဲ့သူတွေဒါရရှိနိုင်ပါလိမ့်မယ်တချို့ဝိညာဉ်ရိုကြတော့အမျိုးအစားချင်းတူရင်အစင်းမြင့်တဲ့ဝိညာဉ်ရိုကအစင်းနဲ့ဝိညာဉ်ရိုကိုဝါမျိုးပြီးလဲအစင်းမြင့်ပြောင်းလဲနိုင်ပါတယ်ဥပမာဟောယူဟောက်ရဲ့ကံကြမ္မာဥကောင်းရိုးဟာမျက်ဆိုမျက်လုံးအာနာရှင်ရဲ့ဥကောင်းရိုးကိုဝါမျိုးပြပြီးအစင်းပိုမြင့်သွားခဲ့တာပါထန်ဆန်းရဲ့ပင်ကူရိုးတွေဟာလည်းအမျိုးအစားတူတဲ့ပင်ကူရိုးတွေကိုဝါမျိုးစုပ်ယူပြီးစွမ်းရည်အစင်းမြင့်နိုင်ပါတယ်ဒါကတော့ဝိညာဉ်ရိုးတွေအကြောင်းဖြစ်ပါတယ်ကျေးဇူးပါရှင်